မဲမင်္ဂလာပါမင်းတို့ဇောင်ချမ်းကနေပြီးတော့မှတစိမ့်ခွဲလေးထွက်ထားတယ်ဇွန်းချမ်းတစိမ့်လေးနဲ့မင်းမိတ်ဆက်ပေးမယ်နော်ဒီဘိန်းလေးကတော့လိုင်စင်လုံးဝစောင့်စရာမလိုတဲ့ဘိန်းလေးပဲဖြစ်ပါတယ်ဈေးနှုန်းလေးတွေကလည်းမင်းတို့38နဲ့45ဝန်းကျင်လေးနဲ့မင်းတို့လိုင်စင်တစ်ခါတည်းရပြီးတော့မင်းရောင်းချပေးတော့မှာဖြစ်ပါတယ်နော်ကဲလိုအပ်တဲ့ customer လေးတွေဒီ3စီးပဲကြံပါတော့မယ်နော်လိုင်စင်လည်းလုံးဝစောင့်စရာမလိုတဲ့မင်းတို့ဇောင်ရှမ်းကနေပြီးတော့တစိမ့်ပြောင်းနဲ့ထွက်ထားတဲ့ဇွန်းရှမ်းတစိမ့်လေးပဲဖြစ်ပါတယ်နော်တိုင်တယ်နဲ့အာနထက်ဝေလေးရပါဦးမယ်ရှင်ကဲလိုအပ်တဲ့ customer လေးတွေမင်းတို့ဒီ3စီးပဲကြံပါတော့ရနော်လိုင်စင်လည်းလုံးဝစောင့်စရာမလိုတာဖြစ်တဲ့အတွက်လိုအပ်တဲ့ customer လေးတွေလိုင်စင်စောင့်ရတာမကြိုက်တဲ့ customer လေးတွေပေါ့နော်တိုင်တယ်ဝေးနဲ့မင်းတို့အာနထက်ဝေလေးရှိပါဦးမယ်နော်ကဲလိုအပ်တဲ့ customer လေးတွေမင်းတို့ရဲ့85စကိုင်းမန္တလေးလဲစနာမူနီဖျားပေးမှာလာရောက်ဝယ်ယူအားပေးနိုင်တဲ့ဆိုတဲ့အကြောင်းကိုမင်းဗီဒီယိုလေးနဲ့ရိုက်ပြပေးတော့ဖြစ်ပါတယ်နော်အခုချိန်မှာငွေဈေးလေးလည်းနည်းနည်းလေးပြန်တက်နေပြီမလို့ပေါ့နော်ဆိုင်ငယ်ချစ်တဲ့ customer လေးတွေဆိုင်ငယ်ဈေးမတက်ခင်အမြန်လေးလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်